အလွန်လှပစွာရီမောနိုင်သူများ၏နှလုံးသားတွင်နှဆိုင်သောတန်ရာများရှိတတ်သည်ငိုကြွေးခြင်းသည်လွယ်ကူသောလဲနာကျင်မှုကိုဖုံးကွယ်ပြီးပြုံးနိုင်ခြင်းမှာခက်ခဲလာသည်မျက်ရည်ဆိုတဲ့အရာမှာအလေးချိန်ပမာဏကမဆိုသလောက်လေးပါဒါပေမဲ့ထိုအရာကြာသွားတဲ့အခါစိတ်ကပါလို့အတော်ပေါ့သွားရတာလေမိတ်ဆွေနေခြင်းနေပါစေတင်ခက်ခဲနေခြင်းသူတို့ကတင့်ဘက်မှာရက်တီပေးနိုင်မည်သူများဖြစ်ရမည်တင်ဘဝတွင်မြည်သူကိုမဆိုအလွန်တန်ဖိုးထားကြည့်လိုက်ပါခမားတန်ဖိုးအလိုလိုလျော့သွားလိမ့်မည်ဘဝကြီးကလည်းထူးဆန်းနေနော်ရည်နေကြည့်လူတွေမနာလို့ဖြစ်ကြတယ်တယောက်တည်းနေရင်လေမိကွန်းထုတ်ပြန်ရောချစ်တယ်ဆိုရင်တဘဝလုံးဖြစ်ဖြစ်စောင့်နေလိုက်ပါဒါပေမဲ့တစ်ဖက်သက်ကြီးတော့ဖြစ်မနေပါစေနဲ့ငါညင်တမှုတွေကိုအထင်မသေးနဲ့ကြောင်ရဲ့အောက်မှာမိခဲတွေရှိနေတတ်တယ်နှလုံးသားဆိုတဲ့ကောင်ကြီးမင်းနားလေဆမ်းပါကွာမင်းမဆုံးရှုံးချင်တဲ့သူကမင်းပိုင်ဆိုင်မှမလိုလားဘူးတဲ့ဝမ်းနေစရာတွေအားလုံးပေါင်းကြည့်လိုက်တယ်မင်းထွက်သွားလို့ဖြစ်လာတဲ့ဝမ်းနေမှုကိုမမီဘူးအစားအစာဖြစ်ဖြစ်မြတ်တာပဲဖြစ်ဖြစ်လိုရာထက်ပိုပေးပြီးတဝက်တစ်ပြက်နဲ့ထထွက်သွားကြတယ်နှုံးနှစ်ဖက်တီးမြဲဖို့ဆိုတာတူးကိုတူဝေးရမှာကြောက်တဲ့သူပဲတီးမြဲကြတာတစ္ဆာရှိတဲ့လက်တွဲပေါ်ရဲ့အမတ်တစိဆိုတာတက်စီကအချိန်လေးပဲတောင်းမှာဖြစ်ပြီးခန္ဓာကိုယ်လေးတောင်းမှာမဟုတ်တယ်လို့ငွေကြေးပိုင်ဆိုင်မှုလည်းတောင်းမှာမဟုတ်ပါဘူးမြစ်တာဆိုတာအလွန်ထူးဆန်းနေဗျမပြည့်စုံတာပဲရှိတာကုံသွားတယ်လို့မရှိပါဘူးဘဝမှာပျော်စရာအချိန်ဆိုတာအသာလေးကုံဆုံးသွားတတ်တယ်ချမ်းခဲ့တာကအမတ်တရားပါပဲနောက်ဆုံးလူတွေလည်းအဝေးကိုထွက်သွားတတ်ကြတယ်တက်သွားရင်ရှုံးတဲ့ကစားနည်းထဲမှာအချစ်ကထိတ်ဆုံးကချစ်တတ်တဲ့သူကအမြဲရှုံးရတာပဲမဟုတ်လား